ကျမလေးမနေ့စောစောစစ်စစ်လေးတက်တိခံစရာတစ်ခုရှိတယ်တိလားဘာတက်တိခံစရာရှိလဲဆိုတော့ကျမကမနေ့မိုးလင်းညမိုးချောကျမဆူတောင်းတဲ့အရာတစ်ခုရှိတယ်ပေါ့နော်အဲ့ဒီအရာအကုန်လုံးထဲမှာကျမအတွက်အခုတော့လို့ဆက်လိုအပ်တဲ့အရာပေါ့နော်ကျမနောက်နှစ်မှာကျမအလုပ်တစ်ပြောင်းဖို့အတွက်ကျမဖျားသခင်ရှင်မှာကျမဆူတောင်းနေပေါ့နော်ဖျားသခင်ရှင်မှာတမီးယုံကြည်တယ်ပေါ့နော်ကိုရောတမီးအတွက်နောက်အလုပ်တစ်မှာအလုပ်တစ်ကောင်းတစ်ခုပေါ့နော်ကိုရောကြိုတင်ပြင်ဆင်ပေးထားပြီးဆိုတာတမီးယုံကြည်တယ်ပေါ့နော်အဲ့လိုဆူတောင်းအမြဲဆူတောင်းကိုရောကိုတမီးယုံကြည်တယ်ပေါ့နော်ကိုရောကိုတမီးအားကိုးတယ်တမီးကိုယ်တိုင်ဆိုရင်တမီးဘာမှမတတ်နိုင်ပေါ့နော်ကိုရောမပိုင်တမီးဘာမှမတတ်နိုင်ဘူးအဲ့လိုအမြဲတမ်းဆူတောင်းတယ်ပေါ့ဒါပေမဲ့ကျမညတော့ကျမအိမ်မက်ထဲမှာပေါ့နော်ကျမဘလို့အိမ်မက်လဲဆိုတော့အဲ့ဒီမိသားစုတစုကလေအဖိုးရဲ့အဖွားရဲ့တဲ့ပြီးတော့သူတမီးတယောက်ပဲရှိတယ်ပေါ့နော်ကျမနဲ့ဆုံတဲ့အခါမှာတဲ့အဖွားကလည်းဟိုဘယ်လိုပြောမလဲဆိုတော့အလိုဝတ်တုံနေပေါ့နော်မျက်နှာလည်းတကယ်ပါဟိုကျမလိုချင်တဲ့အဖွားမျိုးပါအဲ့လိုကျမကြည့်ချင်တဲ့အဖွားမျိုးအဲ့လိုပုံစံမျိုးပေါ့နော်ပြီးတော့အဖွားလည်းကျမကိုကြည့်တယ်သူကကျမကိုတဲ့သူကချစ်တယ်ပေါ့နော်အဲ့လိုအိမ်မက်ထဲမှာပြီးသူသမီးကလည်းကျမကိုသဘောကျတယ်သူသမီးကကျမကိုမေးတယ်ပေါ့နေအခုအလုပ်ရှိအိမ်မှာလစားဘယ်လောက်လဲနားရဲ့ဘယ်လောက်လဲဆိုတော့ကျမကလည်းအဲ့လိုအမှန်တိုင်းပြောပြလိုက်တဲ့အခါမှာသူကပြောโอเคတဲ့အဲ့နေအလုပ်မှာတဲ့တကယ်လို့ပေါ့နော်နေအလုပ်ပြောင်းချင်တယ်ဆိုပေါ့နော်နေနောက်နေအလုပ်ပြောင်းမှဆိုငါတို့အိမ်ကိုလာခဲ့ပါတဲ့အဲ့ကိုကလည်းသူရှင်းပြတယ်ပေါ့နော်ငါတတိအိမ်မှာဒီလိုဒီကြောင်ရှိတယ်ပေါ့ငါတတိကငါ့ကိုတနေ့ဆက်ခေါ်မယ်ဒါပေမဲ့နောက်နေ့မှာပေါ့နော်သူတို့ကငါ့ကိုအလုပ်ပြောင်းဖို့အလုပ်တစ်ရှာဖို့အတွက်ဆိုတော့သူတို့အိမ်မှာလာစားမပေးဘူးဆိုပေမဲ့သူတို့အိမ်မှာသူတို့ကဆက်ခေါ်ထားတယ်ပေါ့နော်ပေးနေတယ်ပေါ့နော်အလုပ်ရှာခွင့်ပေးတယ်ဆိုတော့ကိုကပြောပြတဲ့အခါမှာโอเคတဲ့သူအိမ်မှာလာနေပေါ့သူအမေကိုလာကြည့်ပေါ့နော်သူအမေလာကြည့်အဲ့လိုအိမ်မက်ထဲမှာအဲ့လိုအိမ်မက်တယ်ဆိုတော့ပေါ့နော်အဲ့ကိုစိတ်ထဲမှာထူဆန်းသွားတာပေါ့နော်။အော်ဒါဖျားငါ့ကိုဖြေပေးတာပဲ။ငါဆိုရင်ငါလို့တစ်တယ်ငါဆိုရင်ပူပင်စရာမရှိတော့ဘူးပေါ့နော်။ဖျားသခင်ကငါ့ကိုငါကျွမ်းကျင်တဲ့အလုပ်ပဲဖျားငါ့ကိုရွေးချယ်ပေးတယ်ပေါ့နော်။အဲ့လို